မြတ်နေโอ้မိတ်ဆက်နေတာဘာတော့ဆက်ကြအေးဟဲ့ဟိုမှာကြည့်မဟုတ်တယ်ဝေးပေးနေရလားမသိဘူးစတူဒီတာအေးဟုတ်တယ်လာတော့ကြည့်ရစတူဒီတာတာကြည့်မယ်တော့ကြည့်မယ်ဒီအများကြီးဒီမုတ်တွေကဘာလို့လဲလက်ခကျွေးရလားမအားတို့ဆိုင်မှာဘာလို့ပဲရှစ်သားမိုးပြရနဲ့ဒီမုတ်တွေဝက်စကုရမှာအဲ့ဒါမျိုးနှစ်သိန်းမိုးပြရနဲ့ဒီစကုတွေလည်းရတဲ့အပြင်ကိုဗလိုင်းပေါက်ကိုပေါက်မှာဗလိုင်းပေါက်တစ်ခွန်းဆောင်ရအောင်တန်တာဗောအဲ့ဒါခဏနေဟာဟုတ်တယ်ဟာဟိုလေးစားမယ်ဘလိုင်းပေါက်လေးရမယ်အဲ့ဆိုမုတ်လေးစားမယ်ဗလိုင်းမုတ်လေးဖောက်ကြမယ်ဟာတောက်လာဘလိုင်းပေါက်ယူမယ်ဟဲ့နေပါယူမလဲဟာ BB3 ဖန်ဆို BB3 ပဲယူအေးအဲ့ဆိုငါယူပြီးပဲယူလိုက်မယ်ဟာဟာမိုက်တယ်ဟာဒီမှာကြည့်အောင်ဘောကွင်းလေးလည်းပါတယ်ပေါက်မှန်လေးလည်းရှိတယ်ဒါလေးအဆက်တဲ့နီခွမ်းပြီးကြိုက်တယ်လို့အေးဟုတ်တယ်ဟာအဲ့ယူဟာဒီမှာအဘူးတော့မျိုးအဲ့ဆိုရင်ဒီဟာလေးယူမယ်နော်မအဲ့တော့ပေါက်ရှင်းလိုက်ပါအော်ဟုတ်ကဲ့မပေါက်ရှင်းလိုက်မယ်နော်အလေးကတော့ညီမလေး၄သိန်း၄တောင်းကြရပါတော့ညီမတို့၄သိန်းကျော်လို့ပေါ့နော်2သိန်းဆိုရင်ဗလိုင်းပေါက်တစ်ခုလက်ဆောင်ရပြီလေသူနှစ်ခုရမှာကဲမလိုက်ကြရမယ်နော်ဟုတ်ဒီတဲကနေကြိုက်တဲ့ထုတ်ကိုရွေလိုက်ရုံပဲရွေပြီးအထဲမှာရွှေဥတွေပါရွှေဥတွေမှာမဲလေးထည့်ထားတာဟိုးညီမတို့တယောက်အိတ်ရဟဲ့ဒီလိုထိုးလိုက်မယ်ဒီဟာဒီလိုထိုးလိုက်တော့နော်တောက်အိတ်တီးခလေးလားဟုတ်ငါလေးရမာကဒီအိတ်လေးဒီအိတ်ဒီကဲဒီခုံနေပြီခလေးဆိုလို့ရှိရင်ဟိုမဲလေးလေးဖောက်ကြည့်အောင်လေးလေးအိုးတူပါရှင်တူငယ်ချင်းနေကန်ကောင်းလိုက်တာငါကလေးပါရှင်တို့ဆိုဒီကူးလေးပေါက်တာဗောလေချင်ရတယ်ကဲဖောက်လိုက်တော့မယ်နော်ဖောက်လေမရဘူးပါအော်ဒီမှာရပြီမဲလေးလေးဘာလေးတူပါရှင်ဝဲအဲ့ဒါဟဲ့ရှယ်ပဲတကယ်ကြီးတူပါခလေးဆိုရင်ဒီတူမှာတကူလုံးပါဒါလေးဆိုခေါင်းလေးကြီးပဲပေါ့နော်ဟုတ်အဲ့အပြင်ကိုမုတ်စကူလည်းခုနိုင်ရမယ်လေးသိန်းမို့တော့အခုတော့နိုင်ရမှာအော်တကယ်ကြီးအများကြီးနိုင်နော်အများကြီးပေါ့နိုင်ဒါလေးဒီတဲ့လေးပါတဲ့ဟာပုံရမှာနော်ဟုတ်ဟဲ့ပါရကုန်ရမှာအများကြီးနိုင်နော်နိုင်ပဲအိုးဗလာတော့တယ်မဟုတ်တယ်ရောဘယ်တကူကြီးနိုင်တကယ်ကြီးနိုင်နိုင်လာလို့အောက်မှာအများကြီးပဲမော်ဒီဟိုအများကြီး Oh my god ဦးစကူပဲစီတယ်ညီမလေးနဲ့ဟုတ်တယ်နိုင်မယ်နော်မလေးရတယ်အိုးဒီတို့နိုင်တာမီတို့နိုင်တာတခုရှိသေးရမလားမဟုတ်တယ်လေဟုတ်မြတ်နေအိုးအများကြီးပဲပုံသိမ်းကြည့်ပါအဲ့ဒါဘိုင်ဝါလာဘာလို့အများကြီးပဲတကယ်ကြီးဟိုအများကြီးပဲဒါဆိုလည်းရှိပါတော့ဖိုက်စကူပေါ့နော်ဒီမှာဒီမုတ်တွေအများကြီးပဲအခုနကထားနော်အကျမုတ်တွေဟာဒီမှာမီနီဘလိုင်းပေါက်အေးမီနီပလိုက်တော့လည်းပါတယ်ဗလိုင်းဖက်တွေလည်းပါတယ်ရှယ်ပဲဒီမှာဒီဟာလေးဆိုလည်းဒါလေးဆိုလို့ရှိရင်ကိုအဆက်ချောင်းလေးပေါ့နော်ဒါဆိုချက်ပလက်ချောင်းလေးတွေမလေးဂျားလုံးတွေလည်းအများကြီးอ่ะစက်ချောင်းကြီးတဲ့တယ်နော်ညာကြီးပဲ အများကြီးပဲ ဟောဘူးဒီညာကြီး အများကြီးပဲရပြီလည်းငါသွားမယ်နော်တော့ဟာတတာ